နေညဝင်ချိန်တိုင်းစနာတော်ရာရောင်ကြီးရွေရွေခုံဆုံးချိန်ဖြစ်တယ်လို့ကြိုးစားရင်နဲ့ဝမ်းမြောက်တန်တာရင်နဲ့မရည်ရွယ်တာတွေဖြစ်ဖူးတော့စနာချိန်ကိုမျောကြီးခင်မင်းတွေတာရောင်ကြီးဆောင်းလို့မျောကိုင်းမှာစံကုန်ချင်လိုက်ရင်နဲ့စံကုန်ချင်ရမယ်ရဲ့စနာချိန်ကိုမျောရအောင်မယ်ခင်မင်းတွေတာလာချိန်ရှင်မဝေးလာကိုစီ给我你干嘛？你的盘就在那，前面都在那，我怎么话得干嘛？因为的苦多都没可理解，哦，不要嘞，跟没那里陪他吧。喜悦真上目标，跟你对他这样。